ဘုရားလက်ထက်တုန်းကအပုဒ္ဒကဆိုတဲ့တထေးကြီးဂတိ160ချမ်းသာလင်းမယား2ယောက်ပဲရှိကောင်းကောင်းမစားဘူးကောင်းကောင်းမွေးဘူးကောင်းကောင်းမသုံးဆောင်ရဘူးတည်သွားတော့ကောသလမင်းကြီးကလှဲအစီပေါင်းများစွာနဲ့9ရက်ရွှေတွေတိုက်ပြီးဗန္တာဖြစ်သိမ်းနေအဲ့ဒါမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒီတည်းရာလူလည်းမလူပါစားလည်းမစားပါသုံးလည်းမသုံးပါဥစ္စာဒီတိုင်းထားပြီးတော့တည်သွားရှာတယ်ဘုရားအဲ့ဒါတလောက်ချမ်းသာတာဘာကြောင့်လဲမြတ်စွာဘုရားဘာကြောင့်လဲမသုံးဆောင်မဲနဲ့တိုင်းထားခဲ့တာလဲမြတ်စွာဘုရားဆိုတော့မြတ်စွာဘုရားကတပိညုဏဉာဏ်နဲ့ကြည့်ပြီးတော့ဟောတယ်တရားတော်မင်းကြီးတဲ့အဲ့ဒီအဘုဒ္ဓကတထေးကြီးဟာဟိုးအတိတ်ဘဝတုန်းကတထေးကြီးတယောက်ဖြစ်ခဲ့တယ်သူသည်တဲ့ကုသိုလ်ပြင်မဲ့စကားတခွန်းပြောခဲ့ဘူးတဲ့တနေ့သောကမှာတဲ့အဲ့ဒီတထေးကြီးကသူကတရားတရားမရှိဘူးလူတဲ့စကားကြားကိုမကြားကျင်တာတနေ့သောကမှာသူ့အိမ်ရှိကိုတဲ့ပိစေကဗုဒ္ဓတပါးဆွမ်းခံကြွလာတယ်ဘာတပါးကြွလာတယ်ပိစေကဗုဒ္ဓတပါးတပိတ်ပံပြီးဆွမ်းခံကြွလာတာမြင်တော့တရားစိတ်လေးဖြတ်ကနေဝင်သွားပြီဟေးမိမကြီးကိုတော်ကြွလာတယ်တဲ့ဒီနေ့လောင်းလိုက်စမ်းလှုပ်လိုက်စမ်းအဲ့စကားလေးကတန်ဖိုးမရှိဘူးလားအဲ့ဒါလေးပြောလိုက်တာတော့သူကဝန်နန်းတော်သွားရှင်ပြင်းရှိသွားမိမကလည်းငါယောက်ျားတဲ့တက်တက်လုံးဒီစကားမပြောဘူးဒီနေ့တော့ဝမ်းသာလိုက်တာငါစပယ်ရှယ်လောင်းမယ်ရှင်ဗျာကြွပါဗျာဒီနေ့တော့မင်္ဂလာရှိတဲ့စကားပါပဲကြက်သေးရှိတဲ့စကားပါပဲမတုဘာနိချိုတဲ့စကားပါပဲပုဗ္ဗဘာနိမွေးတဲ့စကားပါပဲလှူလို့ယောက်ျားတစ်ခါမှမပြောဘူးတိတ်ကစီနေတာအဲ့ဒါမိမကဝမ်းမြောက်ဝမ်းသာပိစိကဗုဒ္ဓကိုပင့်ပြီးတော့နေရာထိုင်ကနေပေးတပိတ်ကိုယူမိဘူးကြောင့်လည်းသွားပြီးတော့လေစပယ်ရှယ်ဆွမ်းနေအပြည့်ထက်ဆွမ်းရင်းနေအပြည့်ထက်ခဲဝဲဘောစင်းနေအပြည့်ထက်တပိတ်တစ်လုံးမနိုင်ဘူးအပြည့်ထက်ထည့်ပြီးတော့လှူပြီးတော့တရားနာသေးတယ်ဗျာမိမကတော့တရားရှိအဲ့မဲ့တရားနာပြီးတော့တဏှာကြီးလောက်ကြာတယ်ဗောဗျာပိစိကဗုဒ္ဓကလည်းတပိတ်ပတ်ပြီးပြန်ကြွသွားတထေကြီးကလည်းနန်းတော်ကပြန်လာလမ်းမှာဆုံပြန်ပြီးလမ်းမှာဘာဖြစ်တော့ဆုံတော့လေတထေကြီးရမေးတယ်ကိုရောတဲ့အိမ်ကမိမလှူလိုက်လာတယ်လှူလိုက်တယ်တခါကြီးလှူလိုက်တယ်ဆိုလဲဝမ်းသာလိုက်တာတာရုဘုရားဆိုရင်နှစ်ထပ်ကွမ်းကုသိုလ်ရမယ်အဲ့ဒါသူကအဲ့လိုဝမ်းသာလည်းမပြောတာရုလည်းမပြောအဲ့ဒါဆိုရင်လည်းကိုရောတဲ့ဘာတွေလှူလိုက်လည်းမသိဘူးတဲ့အာတပိတ်လက်ပြစံရှိတာဘာဖြစ်တာလောကကြီးမှာအဲ့လိုရှိတဲ့ဟာတွေတော်ပေါ်တယ်အဲ့ဒါကြောင်းလူပြီးကြောင်းမှာတက်ဝင်ရှိတာတွေဟုတ်တယ်နော်ဟာလောကကြီးမျိုးစုံပဲအဲ့တော့တပိတ်လက်ပြဆိုဘုန်းကြီးဆိုတာတော့ပြရတာဗောမပြလို့မှမရတာလက်ဆိုလဲလှရတာဗောတပိတ်လက်ပြလိုက်တာနဲ့တပြိုင်တည်းပိဋကကြီးကြည်ပြီးကြည်စမ်းတဲ့တရားပြရမှာတရားမဖြစ်ပဲနဲ့ကြည်စမ်းတဲ့အိယာမိမလှုပ်ချလိုက်တာ9ယောက်စာလောက်ကိုလူလိုက်တာပဲကဲကုသိုလ်ပြရမှာအခုဘာဖြစ်သွားလဲဒါကြောင့်လှုပ်ပြီးပြန်မကြည့်တော့နဲ့သူဘာလို့လွတ်ပြတောင်းစားပဲပြမှန်လားပြိတ္တကြီးလောကကြီးသဘောသဘာဝလေးကဒီလိုမရှိဘူးလားလှူပြီးပြန်ကြည့်တဲ့အခါမှာစိတ်ထားတတ်ရင်ကောင်းပါ၏စိတ်မထားတတ်ရင်မကောင်းဘူးအခုစိတ်ထားတတ်လားမတတ်ဘူးလားအခုဘလို့တွေးတော့ကြည်စံတဲ့အိယာမိမလှုပ်ချလိုက်တာကုံပါပြီ9ယောက်စာလောက်ကိုလှူလိုက်တာပဲဒါရီတဲ့ငါအိမ်ကကြေးကျွန်းနေကျွေးပြီးတော့စီးပွားရေးတွေလှုပ်ခိုင်းရင်ငါချမ်းသာမယ်မဟုတ်တဲ့တွေးတွေဘာဖြစ်သွားလဲဝင်သွားတယ်ဝင်သွားပြီးတော့ငါပြန်လိုချင်လိုက်တာဆိုတဲ့စိတ်ကလေးဖြစ်သွားတယ်တဲ့အဲ့ပြန်လိုချင်ခြင်းတည်ပဲမြတ်စွာဘုရားကအဘိဇာတဲ့မနောကံအာကုသိုလ်ဘာအာကုသိုလ်ကိုလူတာကိုပြန်လိုချင်တယ်အဲ့ကိုလူတာကိုပြန်လိုချင်ခြင်းတည်ပဲလင်အာကုသိုလ်ဖြစ်မသွားဘူးလားအဲ့သူတစ်ပါးဟာဆိုရင်တော့ပြောစရာလိုပါမလားဒါကြောင့်မလို့တဲ့ကောသလမင်းကြီးရေပိစိကဗုဒ္ဓကိုစွန့်လူလိုက်လို့ပြောတဲ့ကုသိုလ်စကားကြောင့်တဲ့နတ်ပြည်မှာနတ်မင်းကြီးအဖြစ်က9ဘဝနတ်တတိဖြစ်တယ်လူပြည်မှာတဲ့လူတတိဖြစ်ကဒီလိုအဘုဒ္ဓကတတိအဖြစ်ကလေ9ဘဝဒီစကားလေးတကုန်းကြောင့်14ဘဝတတိဖြစ်တယ်လူပြည်သားပြန်လူကျင်ခဲ့တဲ့မနောကံအာကုသိုလ်ကံကြောင့်တတိဖြစ်တိုင်းတတောင်းစားလို့ပဲစားရတယ်ဒါကြောင့်မို့လို့စိတ်ထားလဲလိုတယ်ဟာဒီဝစီကံလေးလဲပြိဿရေမလိုဘူးလားဒါကြောင့်မို့လို့ပြိဿရေကုသိုလ်လုပ်တော့မယ်ဆိုရင်အကုသိုလ်တွေမပါစီနဲ့